အဲ့ဒီအတန်ဟိုဖက်စီယာပူလောင်းဘွားအတွက်တာယာနာပြောပွဲကောင်းတဲ့အတန်ပဲဘာဖြစ်လို့လဲဆိုတော့တနေ့ကုန်ဗျာမိုးလင်းကလေးမှာမိုးချုပ်တီပြေးပဲစီညာမေးဟုတ်ငေါခေါင်းนี่ခါရဟိုလိုရန်ဒီလိုရန်ပတ်ပြေပတ်လုတ်ပြေပါမှာစာတင်လည်းပြေအဲ့ဒါလုတ်ပြီးတော့မှပြိုင်းပြီအိတ်ခွင့်ရတော့မယ်ချင်မလို့အားကြောင့်မလို့တာယာနာပြောပွဲကောင်းတဲ့အတန်အဲ့ဒီအတန်နဲ့တူကျွန်တော်တို့ကအဲ့ရဝင်ပုံမြင်ပါရှိသေးတယ်ကျွန်တော်တို့အိတ်တော့မယ်ပေါ့နော်အဲ့ခင်မှာကျွန်တော်တို့ချစ်ကရင်ချင်းမှာတစ်တာရှိတယ်တစ်တာရှိမှာရက်လိုက်ရင်ဘယ်ဘက်မှာတိုက်ပုံနဲ့စတစ်နဲ့ခောက်ပြီးတော့ထားရတယ်ညာဘက်မှာအောက်ခံပါပြီ restone ခင်းထားတယ်ခင်းပြီးသွားရင်ပစိုးရတယ်ပြီးတော့စစ်စွတ်တာဝတ်တယ်ဝတ်ပြီးတော့မှအိတ်ရတယ်ခြံအောင်လဲဝင်အိတ်ခြံအောင်လဲဝင်အိတ်လို့ရန်ရိုးတန်းပြစ်လက်ကအိတ်လို့မရဘူးအမေအိမ်မှာအိတ်တယ်လို့အိတ်ပြောသွားရင်ဆောင်းလာခြုံမိမဲ့လူလည်းမရှိဘူးအဲ့တော့ကျွန်တော်တို့အိတ်ရပြီဆိုရင်ခြံအောင်တန်းနောက်ထည့်ရတယ်ဒီတန်းလောက်အောက်ကိုခြံအောင်အစားထည့်ထားပြီးကိုအိတ်ရတယ်အဲ့ချိန်ကျရင်ဘသူတွေဝင်လာပြီလဲဆိုအိတ်ရဝင်ပုံမြင်ပြောတဲ့သူတွေဝင်လာပြီလက်မောင်းကတရင်နဲ့စကန်က AC ဝင်လာဖက်စီယာတွေပုံမြင်မပြောခင်လူစစ်သေးရသူ့ပုံမြင်နေမနားမထောင်ပါဆိုလို့အဲ့တော့နာမည်စနာကောကြော်တာထက်ကိုနောက်ကနဲ့လူရဲ့နာမည်ကိုခေါ်တာကိုကခေါ်တာအဲ့လိုပေါ့နော်ကျွန်တော်ပြရဆိုရင်ထဝင်းဆိုဒီကောင်ဆိုကျွန်တော်နာမည်ခေါ်တယ်ထွန်းလဲအောင်ကျွန်တော်နိုင်ကြော်လင်းအဲ့လိုခေါ်တာအဲ့လိုခေါ်လူပြည်သားโอเคပြည်သွားရစိုက်ဖက်စီယာရေမင်းတို့ဖက်စီယာတက်လာဗရဏရှိတယ်မမီဟိုကနေကူဟိုးဝါနဲ့လောက်တယ်မင်းတို့ခွင့်ရဘယ်လောက်ကြံသေးအဲ့တော့သိတယ်ဖက်စီယာအလုံးသားသိတယ်ခွင့်ရဘယ်လောက်ကြံပါသေးရဲ့အဲ့ကြရင်မင်းတို့ခွင့်ပြန်ရင်ကွာခုံးတော့တောက်ကြီးတင်ပြီးတော့အောက်ဘက်တွက်နဲ့အရွာကြီးတက်ကတူလဲတော့ sorry စောင်းအန်းကြီးဟောမိုက်တယ်အဲ့ပါတရားအမစိတ်ကူးလေးရင်တော့ငါ10တန်းဘွားဒီစောက်ခွဲဘယ်သူမှလည်းကြိုက်တာမဟုတ်ဘူးလို့တောက်ကြီးနဲ့တော့ခွင့်ပြန်တော့ငါစော်ကြည်ကောင်းကြည်နိုင်ပါရဲ့ဆိုစိတ်ကူးလေးရင်ထိတ်ဖူးတွေကျင်ပေါ့အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါတွေသူတို့တွေပြောတာပေါ့နော်အဲ့လိုပြောရင်းနဲ့15မိနစ်လောက်ကြာသွားပြီဆိုရင်သူကရက်သွားပြီရောဖက်စီယာအိပ်ပြီလားအိပ်ပြီပေါ့တချို့ကောင်တွေကလည်းပြိုင်းလို့အိပ်သွားချို့တွေကလည်းမအိပ်မပြောသေးဖက်စီယာအိပ်ပြီလားနှစ်ခါလောက်မဖြေဘူးတော့ဘာဆက်ပြောစီယာဟာမင်းတို့ကမဖြေဘူးလားဟုတ်သူဖြေအဲ့ကြတော့ဟုတ်သူဖြေပြန်ရောဖြေဟာမင်းမအိပ်သေးဘူးလားဆိုမဟုတ်သူဆက်ပြောအဲ့နဲ့ဟုတ်မဟုတ်နဲ့အဲ့တညကုံဆုံးတာပဲအဲ့ဒါမေးပြီးတော့စကန်ပြန်တော့အိတ်တာပေါ့တချို့တွေကကျွန်တော်တို့အဲ့တော့ကတော့ဖက်စီယာဘောစစ်ပြမသိရသေးနော်အဲ့မှာကျိုးတွေ့မြုပ်တွေ့မှုဆိုတာရှိတယ်တချို့ကောင်တွေဘာလဲဆိုတော့မုတ်ကျူဝဲတာစင်ရစကန်ထွက်သွားပြီဆိုရင်အရာတွေမှာမုတ်ခိုးစားပြီးတော့မှရှိလေးတောက်ပြီးပြန်အိတ်တဲ့ကောင်တွေရှိတယ်တချို့ကောင်တွေကြတော့လေဟဲ့အင်းနေတူချင်းနော်ဘသူအိမ်ကပါဆယ်လာထားတာအဲ့ဒါတွေကရှိသေးတယ်အဲ့လိုမျိုးတွေဖက်စီယာကြာလာတဲ့အချိန်ကျတော့နှစ်ဝက်လောက်ရောက်တဲ့အချိန်ကျရင်ဖက်စီယာနည်းနည်းလဲလိုက်ပါလဲလာလဲဆိုတော့ကင်းကြီးပါတဲ့ဖက်စီယာကင်းပြီးရနဲ့ပီတီတွေလဲပြီးလဲပြီးတော့မှတခါတက်အိတ်လဲတော့မနေ့ကျရင်ပီတီထိုင်အေးစီပဲသူများကြီးကျွန်တော်ခေါ်လိုက်ရင်ကိုကပဲဆိုပီတီတွေလဲပြီးသွားပြီသူများကြီးလို့ရက်မထွက်တော့မီးပိတ်ချိန်ဆိုတဲ့အတန်ကကျွန်တော်တို့ဖက်စီယာဘိုးလောင်းဖက်စီယာဘွားရီအတွက်တာယာနာပြောပွဲကောင်းတဲ့အတန်ပဲခုနဘီယူထဲမှာပါတာဖိုင်နယ်ကသူတော့မလို့သူကကောတော့ DSC ဖြစ်သွားပြီDSC ရဲ့ဖျားဖြစ်သွားပြီသူတော့ဒါကြီးမလို့ဖက်စီယာဘွားမှာဘာလို့ဒီလိုကိတ်ခင်ရဒီလိုမျိုးအိတ်ရလဲဆိုတော့ပုံစံစတင်တာလေစီစနစ်ကြနေတတ်အောင်လို့သင်ပေးရအဲ့တော့မိပိတ်ချင်းဒီဘိုးလောင်းဖက်စီယာဘွားရီအတွက်တာယာနာပြောပွဲကောင်းတဲ့အတန်ဖြစ်ပါတယ်ကဲဒီဘေးချင်လည်းရောက်ပြီဆိုတော့ကျွန်တော်အိတ်ဆက်အနားယူလိုက်ပါဦး